အားလုံးပဲမင်္ဂလာပါခင်ဗျာလူတွေကအခုဆိုရင်အကျွေးတွေတင်ကြတယ်အကျွေးမီတွေဟုတ်လားတင်နေကြတယ်ပတ်စံပေးစရာတွေရှိနေတယ်ဒါပေမဲ့ကို့မှာဝင်ငွေကနေပြီးတော့ထွက်ငွေရများနေတယ်အကျွေးတွေပြန်မဆက်နိုင်ဘူးအဲ့အတွက်ကျွေးတင်ရင်ကျွေးကြည့်ဖို့အတွက်အခုကျွန်တော်ပြောမယ်ပတိစိတ်ကြီးကိုစိတ်ရပါမယ်ပတိတော့စိတ်နိုင်ရပါမယ်နော်နံပါတ်1အနေနဲ့ပထမဦးဆုံးလုပ်ရမယ့်အရာကတီဘောမင်းနဲ့စူပြားနဲ့ထိုင်နေတဲ့ပုံလေးရှိတယ်လေနော်အဲ့ဒီပုံလေးရှင်ဘရင်နဲ့မိဖုရားပုံပေါ့နော်အဲ့ဒါလေးခက်ကြီးကြီးလေးထုတ်ပြီးတော့ကိုယ့်ရဲ့အိမ်ဦးကန်းတော်၎င်းအိမ်တနေရာအမြင့်မှာချိတ်ထားရမယ်နော်စကားပုံရှိတယ်မလားကျွေးတင်ရှင်ဘရင်ဆက်ဆိုတဲ့စကားပုံဓာတ်စင်တာပေါ့နော်အဲ့ဒီဟာကိုချိတ်ထားရပါတယ်နံပါတ်2အနေနဲ့လောက်ရမှာကပတိကိုယုံကြည်ကြည်နဲ့စိတ်ရပါမယ်မနက်တစ်ခါညတစ်ခါစိတ်ရမယ်စိတ်တာကတော့ခက်ခက်ခဲခဲမဟုတ်ပါဘူးခင်ဗျာပထမဦးဆုံးနမောတတဘဂဝတောဆိုတဲ့ဟာလေးကိုပဲစိတ်ရပါနမောတတဘဂဝတောနမောတတဘဂဝတော3ပတ်စိတ်ကြပါမယ်အဲ့ဒီ3ပတ်ပြီးသွားရင်နမောတတအရဟတောနမောတတအရဟတောဆိုတဲ့3ပတ်စိတ်ကြပါမယ်အဲ့ဒီ3ပတ်ပြီးသွားရင်နမောတတသမ္မာသမ္ဗုဒ္ဓတနမောတတသမ္မာသမ္ဗုဒ္ဓတ3ပတ်စိတ်ရပါမယ်အဲ့ဒီ3ကလုံးပြီးသွားတော့မှနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဆိုပြီးတော့တပတ်စိတ်3ပတ်စိတ်ရမယ်ပေါ့နော်အဲ့တော့ဘယ်လိုခေါ်မလဲနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတကို၄ပိုင်းဖိပြီးစိတ်တဲ့သဘောပါပထမဦးဆုံးတော့နမောတတဘဂဝတောကို3ပတ်စိတ်မယ်နမောတတအရဟတောကို3ပတ်စိတ်မယ်နမောတတသမ္မာသမ္ဗုဒ္ဓတကို3ပတ်စိတ်မယ်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတကို3ပတ်စိတ်မယ်အဲ့ဒါကိုမနက်တစ်ခါညတစ်ခါစိတ်ပေးရပါမယ်စိတ်ပြီးတော့ကျွေးတွေအမြန်ဆုံးကြည်ဖို့ပတ်ဆိုင်တွေအများကြီးဝင်လာပြီးတော့တေချာရုံရုံကြီးစွတောင်းပြီးတော့စိတ်ရပါမယ်ခင်ဗျာအဲ့ဒါကိုအဲ့ဒီနီးလေးကိုရုံရုံကြီးစိတ်ပါခင်ဗျာအဲ့တော့ကျင်းတွေပေါက်တော့ဒီဘယ်လိုခေါ်မလဲဝင်ငွေတွေများလာမယ်နော်ကိုကျွေးဆက်စရာရှိတဲ့အကျွေးတွေဆက်လာနေတာပေါ့ခင်ဗျာဟက်ချလောင်းဝုန်းတိုင်းဆိုပြီးတော့မကြည့်ဘူးပေါ့အဋိဌံပြစ်ပြီးတေချာယုံကြည်မှုနဲ့စွတောင်းရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးအကျွေးတင်နေတဲ့သူတွေစိတ်လို့ရပါတယ်အကျွေးကြေစေတဲ့အဘာမင်းတကကိုယ်တိုင်ချမှတ်တင် जा ပေးခဲ့တဲ့အကျွေးကြေစေတဲ့အဋိဌံပရိစိတ်ကြီးဖြစ်ပါတယ်ခင်ဗျာ